အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ထိပ်တန်းသတင်းကတော့တရုတ်သမ္မတစီကျင်းပင်ရဲ့မြောက်ကိုရီးယားခရီးစဉ်ပဲဖြစ်ပါတယ်ပြုံညမ်းလေစိန်မှာသမ္မတရှီကိုကောစောနေခင်းပြီးလူထုပရိသတ်တွေနဲ့အတူအလွန်ခမ်းနားစွာကြိုဆိုခဲ့ကြပါတယ်ဒါပေမဲ့ဒီလိုခမ်းနားတဲ့ပွဲအပြီးဆွေးနွေးပွဲမှာတော့နိုင်ငံတကာကစောင့်ကြည့်နေတဲ့အဓိကပြဿနာဖြစ်တဲ့နျူကလ িয়ার ကိစ္စကိုပေးဖယ်ထားခဲ့ပါတယ်စီရင်းနဲ့ထန်ဆတ်စီးပွားရေးလောက်ကိုပဲအတိကဆွေးနွေးခဲ့ကြတာပါထန်ဆတ်ဂိတ်တွေပြန်ဖွင့်ဖို့နဲ့လေကြောင်းရထားလမ်းတွေပြန်ပြေးဆွဲဖို့လောက်တာသဘောတူခဲ့ကြပါတယ်ဒါကြောင့်ဒီခီစီဟာကြီးကြီးမားမားထူးခြားသွားတာမျိုးမရှိပဲအပေါ်ယံရေးပြရုံသာဖြစ်တယ်လို့သုံးသပ်ရပါတယ်တရုတ်ကသူ့မှာဩဇာရှိတဲ့ကြောင်းအမေရိကန်ကိုပြသချင်တယ်လို့မြောက်ကိုရီးယားကလည်းသူ့နောက်မှာတရုတ်ရှိရဲဆိုတာကိုပြသရုံတက်တာဖြစ်ပါတယ်ခြေခံပြဿနာတွေကတော့အရင်အတိုင်းဆရှိနေအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်